ကဲအားလုံးပဲဒီနေ့မှာတော့ကိုရီ H9 ကနေပြီးတော့ Dota 2 Final တပွဲပြီးတော့ဒီနေ့ညကြံနေသေးတဲ့ Counter Qualifier တွေပြသွားမှာဖြစ်ပါတယ်ဆိုတော့ Dota 2 Final ကတွားကြည့်လိုက်တာကတော့နည်းနည်းတော့ဆန်းတယ်เนาะဒါ Blessland 5 Tendra နဲ့နောက်ဆုံး Yandex နဲ့ပေါ့เนาะဆိုတော့ Yandex အနေနဲ့ကတော့ဒါ Western တို့ဘာလို့နဲ့ပြန်ပြီးတော့ဖွဲ့ထားတဲ့ CIS အသင်းဆိုတော့အခုတော့ကြာတော့လာနေပြီဆိုတော့ Tendra ပဲနိုင်မယ်လို့တော့ထင်တာပဲเนาะအသင်းကနည်းနည်းတော့ကွာတယ်ဆိုပေမဲ့ကြည့်ရမှာဟိုဘက်မှာတော့ Saxa တကောင်ပါတယ်ကိုကတော့ Best of 5 Series မှာတော့ Tendra ပဲ Champion ဖြစ်သွားမယ်လို့တော့ထင်တယ်ကောင်တာမှာတော့ကျန်နေသေးတဲ့အသင်းတွေကိုတော့ဆက်ပြီးတော့ရွေးသွားမှာပေါ့နော်ဆိုတော့ကောင်တာမှာကတော့ကျန်နေသေးတာအသင်းတော်များများတော့တက်သွားပြီเนาะ Spirit တက်သွားပြီ Furia တက်သွားပြီအဲ့နောက်မှာတော့ Mouse ရဲ့ Vitality ရဲ့ Mongo ရဲ့တက်သွားပြီเนาะဆိုတော့ကျန်နေသေးတာကတော့ Babe Navi ရဲ့ Face Passion UA ရဲ့ G2 Falcon ရဲ့ဆိုတော့ဒါကတော့နည်းနည်းလေးတော့ပြောရတော့ခက်တယ်ဟိုဘက်မှာတော့ Tendra နဲ့ဟိုဟာနဲ့ကတော့ကျွေးနေပြီဆိုတော့ Tendra ပဲနိုင်မယ်လို့တော့ထင်တာပဲเนาะ Best of 5ဆိုတော့ဟိုဘက်မှာ Final သွားတော့ချက်ရှိုးလိုက်အောင်မယ်ဆိုတော့ဒီနေ့ညတော့ဒီရှစ်ခွဲပွဲတော့မပြတော့ဘူးကိုရီဒီ17နာရီတွေ့ကြမယ် face ကြရင်တွေ့ကြမယ်ဆိုတော့ Babe နဲ့ Navi နဲ့မှာတော့ Babe ကဒီနေရာအထိတော့ကျန်နေသေးတယ်ဆိုနေပေမဲ့ Navi ကဒီနေရာမှာတော့အကောင်းဆုံးဆော့မယ်နဲ့တူတယ်เนาะဘာလို့လဲဆိုတော့ Navi ကဒီမှာသူတွေ့ခဲ့တာတွေကဒီမှာ Furia ရော Vitality ရောနဲ့တွေ့ခဲ့တာဆိုတော့အဲ့နှစ်သင်းပဲရှုံးလာတာပေါ့နော်ဆိုတော့အောက်ကအငယ် Parivision တို့ Pain Gaming တို့နိုင်လာတာဆိုတော့ဒီ Babe ကိုတော့နိုင်မယ်ထင်တယ်ပြီးတော့ဒီမှာ Face နဲ့ Passion UA ကလည်း Passion UA ကလည်းလှုပ်တယ်ဆိုပေမဲ့ Face ကမနေ့က Mongo နဲ့ Spirit ကိုရှုံးလာတာဆိုတော့ဒီနေ့မှာတော့နိုင်လောက်မယ်လို့တော့ထင်တာပဲမဟုတ်လဲတပွဲလောက်တော့နိုင်လောက်ပါတယ်เนาะ G2 Falcon ကတော့နည်းနည်းလေးပြောစရာရှိတယ် G2 ကတော့နောက်ပိုင်းကတော်တော်ကြီးကောင်းနေတဲ့တဲမှာတော့ပါတယ်ဆိုပေမဲ့သူလည်း Furia နဲ့ Mongols နဲ့ပဲရှုံးလာတာပေါ့เนาะ Falcon ကတော့မရှုံးသင့်တဲ့ဒီ Bait ကိုတွားရှုံးလာတော့တိုင်ပတ်နေတာဆိုတော့ Falcon G2 ကလည်း G2 မှာလည်းလောလောဆယ်ကတော့ Star Player မရှိဘူးဆိုတော့ Falcon က G2 ကိုတော့နိုင်လောက်မယ်လို့တော့ထင်တာပဲ Sunfire ဆိုပါတော့အဲ့လိုမကောင်းဆိုတော့ဒါပေမဲ့ G2 က Found Link တစ်ခုတော့ရှိနေတာဒါပေမဲ့ Falcon ပဲနိုင်သွားမယ်လို့တော့ထင်ပါတယ်ဆိုတော့ညကြရင်တွေ့ကြမယ်ဆိုတော့ဒီဟာတော့ Navi ကိုပဲပေးလိုက်မယ်ဒါကိုလည်း face တပွဲနိုင်လောက်ပေါ့နော်တိတ်တော့မယုံရဲဘူး face ကိုဆိုတော့ဒီမှာကလည်း Falcon တပွဲနိုင်လောက်ပေါ့အဲ့ဒါနဲ့ဟိုဘက်မှာတော့ဒီဘက်က Blessland 5 က Tendra Champion ဖြစ်မယ်နဲ့တူပါတယ်ဆိုတော့ okay ဆိုတော့ကျွန်တော်တို့ဒီနေ့ H9 မှာ Dota 2 Final တပွဲညကောင်းတာ2ပွဲနဲ့အားလုံးတွေ့ကြပါမယ်